မေးပြောင်နေသောရွာလေးတစ်ရွာတွင်အကွေ့အကောက်များသောဖုံလန်းတစ်ခု၏အစုံတွင်ပြိုကျပျက်စီးနေသောရှေးဟောင်းအိမ်ကြီးတစ်ခုရှိသည်ဝမ်းနည်းပူဆွေးသောမိခင်၏စိတ်ဓာတ်ဖြင့်တရေချောက်သည်ဟုဆိုသောကြောင့်ထိုနေရာတွင်နှစ်အတော်ကြာအောင်မည်သူမျှမနေထိုင်ခဲ့ကြပေဟိုရှေးတုန်းကဒေါ်စိန်လို့အမည်ပေးထားတဲ့မိုးဆိုးမတစ်ယောက်ဟာတူးတူးလို့အမည်ရတဲ့ကလေးလေးတစ်ယောက်ဖြစ်ပြီးသူမရဲ့တဦးလေးသောသားနဲ့အဲ့ဒီအိမ်မှာနေထိုင်ခဲ့ပါတယ်ဒေါ်စိန်ကသူ့ကိုကဘာပေါ်ကအရာအလုံးထက်ပိုချစ်တယ်ဒါပေမဲ့ရွာကအဖျားကြီးပြီးမုံတိုင်းထန်တဲ့တညမှာတူးတူးဖျားသွားတယ်သူ့ကိုကဲတင်ရန်စိတ်အားထက်သန်စွာဖြင့်ဒေါ်စိန်သည်တောဆက်တွင်စေကုသသူဟောင်းကိုရှာဖွေရန်မိုးရေထဲတွင်ရှောက်လာခဲ့သည်ဒါပေမဲ့သူပြန်လာတဲ့အချိန်မှာတော့ကောင်လေးကကြော်သွားခဲ့ပြီလေအသေးကွဲပြီးယူသွတ်သွားသောဒေါ်စိန်သည်မစားမအိပ်ပဲအိမ်ထဲတွင်တောခတ်ကာသူ့သားကိုနေရောညပါတောင်းဆိုရင်းတညက်နေအထိသူမအတန်တိတ်သွားသည်နောက်ဆုံးတွင်ရွာသားများသည်ရဲရဲဝံ့ဝင်ရောက်လာသောအခါတွင်ကောင်လေး၏သေးငယ်သောတစ်သားရုပ်မြင်းကိုပိုက်ထားသည့်တက်မဲ့ခန္ဓာကိုယ်ကိုတွေ့ရှိခဲ့ကြသည်အဲဒီနောက်မှာတော့ထူးဆန်းတာတွေဖြစ်ပေါ်လာတဲ့ညမအိတ်ခင်မှာမိခင်တယောက်ရဲ့နူးညံ့သိမ်မွေးတဲ့ဝမ်းနည်းကြေကွဲတံကိုလူတွေကြားယောင်လာကြပါတယ်။အိမ်နှင့်နီးကပ်လွန်းသောလမ်းလျှောက်သွားသောကလေးများသည်ဖြူဖြော့ဖြော့ပြန်လာကြပြီးရင်တွင်းနာသောမျက်လုံးများဖြင့်အမျိုးသမီးတဦးကသူ့သားလေးကိုမြင်သလားဟုမေးသည်သတင်းပေါက်များတုန်ခါသွားကအယုတ်မြင်းသည်သူ့အလိုလိုလှုပ်ရမ်းနေသည်ကိုမြင်တွေ့နိုင်သည်ဒီနေ့အထိဒေသခံတွေကညတကောင်ကျော်ရင်အိမ်ကဖြတ်သွားရင်တော့တူတူမင်းမယ်မှာလဲငါသားလေးလို့တီတိုးပြောတန်ကိုကြားကောင်းကြားရနိုင်ပါတယ်မင်းဖြေရင်သူမင်းအိမ်နောက်ကိုလိုက်လိမ့်မယ်